လေးနဲ့ရှီလီယာသည့်သမိုင်းကြောင်းရှိသည်ဘေဂျင်းမြို့သည်တမှုထူးခြားလှပပြီးအဆုံးမရှိသည့်ညှို့တက်များဖြင့်ဆွဲဆောင်လျက်ရှိပါသည်ဘေဂျင်းမြို့သည် UNESCO ကမ္ဘာအမွေအနှစ်နေရာ၈ခုတည်ရှိရာနေရာဖြစ်သည်ဤမြို့တော်တွင်မရေမတွက်နိုင်သောမြို့ပြယဉ်ကျေးမှုကဏ္ဍဝင်များစွာမွေးဖွားခဲ့ပြီးပြောင်မြောက်ခမ်းနားသောမြို့ပြယဉ်ကျေးမှုကိုအမွေခံ၍ဆက်လက်ထိန်းသိမ်းထားပါသည်ဤအသွင်ပြင်အင်္ဂါရမြပေါင်းစည်းပြီးဤရှေးဟောင်းမြို့တော်ကိုလွန်စွာထူးခြားလှပစေပါသည်ဘေဂျင်းမြို့၏ဗဟိုဝင်ရိုးလမ်းကြောင်းသည်ဂုံယူပွဲနှစ်ပေါင်း900ကျော်သမိုင်းကြောင်းရှိပြီးမြို့ပြစနစ်နှင့်မြို့တော်၏အသွင်ပြင်ကိုနှက်ဆိုင်စွာလွှမ်းမိုးထားပါသည်။ဂျီဟောင်းဘေဂျင်းမြို့တော်၏ဗဟိုသင်္ကေတအနေနဲ့တည်ရှိပြီးကမ္ဘာပေါ်ကအရှိဆုံးနဲ့ဂျီဟောင်းလက်ရမပြတ်ရှိနေတဲ့ရှေးဟောင်းမြို့ပြဝင်ရိုးလမ်းကြောင်းတစ်ခုလည်းဖြစ်ပါသည်客官里边请。大家们来了呢。ဘေဂျင်းကိုတွေ့ကြုံခံစားရန်အစားအစာသည်အရေးပါသောအခန်းကဏ္ဍတစ်ခုအနေဖြင့်ပါဝင်သည်ဘေဂျင်းရတာစစ်စစ်များကိုစားခြင်းသည်ဖြစ်စေကောင်းမွန်သောတရုတ်စာများသို့မဟုတ်နိုင်ငံတကာစားကောင်းတောက်ဖွယ်များကိုစားခြင်းသည်ဖြစ်စေရှာရင်းမျက်စိမိတရေကြပွဲစားတရားမျိုးစုံအမျိုးမျိုးကိုရွေးချယ်နိုင်သည်ဘေဂျင်းသည်စားသုံးမှုဝန်းကျင်ကိုတိုးတက်ကောင်းမွန်စေရေးရည်ရွယ်ပြီးစားသုံးသူများအတွက်ပေးအပ်မှုများကိုဆက်လက်တိုးချဲ့လှုပ်ဆောင်နေပြီးထိပ်တန်းနိုင်ငံတကာစားသုံးမှုဗဟိုတစ်ခုဖြစ်တည်ထောင်ရန်ဝန်ဆောင်မှုအရည်အသွေးကိုလည်းမြင့်တင်လျက်ရှိသည်ဤနေရာတွင်ပြဇာတ်ရုံများနှင့်ဇက်ခုံများစွာမှာကမ္ဘာအနှံ့ကထူးခြားပြောင်မြောက်တဲ့အမှုပညာလက်ရာများကိုဆွဲဆောင်လျက်ရှိပါသည်ဘေဂျင်းတွင်ပြတိုက်ပေါင်းများစွာရှိပြီးမြို့တော်၏တမိုင်းဝင်အမွေအနှစ်များနှင့်အဖို့တိုင်ယဉ်ကျေးမှုများစွာရှိကြောင်းကိုသက်သေပြနေပါသည်ဘေဂျင်းတွင်ကျွယ်ဝသည့်တမိုင်းဝင်အမွေအနှစ်များနှင့်ရမက်ယဉ်ကျေးမှုအမွေအနှစ်များရှိပါသည်ရမက်ယဉ်ကျေးမှုအမွေအနှစ်ပစ္စည်းပေါင်း12000ကျော်ကိုလက်ခံထိန်းသိမ်းထားပါသည်Welcome to Subway Line 1. ဘေဂျင်းသည်၎င်း၏ခိမီကျေပြန်သောတည်ယူပို့ဆောင်ရေးကွန်ရက်အတွက်ဂုဏ်ယူမိပါသည်ကွန်ရက်သည်အမြန်လန်းနှင့်ယထာလမ်းများပေါင်းစည်းရာနေရာဖြစ်သည်အပြည်ပြည်ဆိုင်ရာလေဆိပ်ကြီးနှစ်ခုရှိသည့်အတွက်ပြည်တွင်းပြည်ပတည်ယူပို့ဆောင်ရေးဗဟိုချက်အနေဖြင့်ဝန်ဆောင်မှုပေးလျက်ရှိသည်ဘေဂျင်းသည်နိုင်ငံအသီးသီးမှလာရောက်လည်ပတ်သူများအတွက်စိတ်တိုင်းကျအစဉ်ပြေချိုးမွေ့သည့်ဝန်ဆောင်မှုများကိုထူးခြားသည့်ဘေဂျင်းစတိုင်ဖြင့်ပေးပါသည်ဥပမာအားဖြင့်နေရာထိုင်ခင်းအလုပ်ကိုင်နှင့်ပညာသင်ခြင်းနှင့်နိုင်ငံအဝင်အထွက်နေထိုင်မှုကိုအစဉ်ပြေအောင်အပြည့်အဝပံ့ပိုးပေးခြင်းတို့ဖြစ်ပါသည်ကျေပြောလာသည့်ဘေဂျင်းနယ်မြေအနှံ့တွင်ဖန်ဆားနိုင်စွမ်းရှိသည့်တဘာဝရှုခင်းများကိုမြင်တွေ့ရပါသည်စိန်လန်းဆိုပြသောတောင်တန်းများကြည်လင်သောရေများနှင့်လက်ဆက်သောလေများဖြင့်တမှုထူးခြားလျက်ရှိသည့်ရှုခင်းများဖြစ်သည်အိုလံပစ်ပွဲ2ကြိမ်ကျင်းပခဲ့သည့်မြို့တော်ဖြစ်သည့်အတွက်တရုတ်ပြည်ယုံကြည်မှုရှိမှုနှင့်ပွင့်လင်းမှုကိုပေါ်လွင်စေခဲ့ရုံသာမကနိုင်ငံဝန်းအားကစားစိတ်တဲ့ထက်သန်မှုကိုလည်းပြန့်ပွားအောင်လုပ်ပေးခဲ့ပါသည်ဘေဂျင်းသည်ကမ္ဘာအတွက်တရုတ်နိုင်ငံနှင့်ထိတွေ့ဆက်ဆံရန်တကားပေါက်ဖြစ်ရှိနေပါသည်တရုတ်ပြည်ထူးခြားသည့်နိုင်ငံကြီးတန်ခင်းတမန်ခင်းအတွက်အချက်ချာကျသောနေရာလည်းဖြစ်သည်တရုတ်နိုင်ငံမြို့တော်နှင့်နိုင်ငံတကာကူလူဖလှယ်ရေးအချက်ချာဖြစ်နေသည့်အတွက်ဘေဂျင်းသည်တန်တမန်ရေးရာဝန်ဆောင်မှုများပေးဆောင်ရာတွင်စံနှုန်းမြင့်များကိုချမှတ်ထားပြီးနိုင်ငံတကာအတိုင်းအဝိုင်းနှင့်ကြေကြေပြန့်ပြန့်ထိတွေ့ဆက်ဆံရန်အတွက်တရုတ်နိုင်ငံ၏ကတိကဝတ်များကိုပြသလျက်ရှိသည်